ညောင်စေပင်အတိတ်ထံညောင်စေပင်အတိတ်ထံကိုဝင်မယ်ဆိုရင်တော့ငွေရေးကြေးရေးခက်ခဲမှုလက်ပိတ်နေမှုအလုပ်ကိစ္စထင်းငေါ့နေမှုစတဲ့အခက်အခဲမှန်သမျှကိုအဆင်ပြေချုံးမွေစေပြီးအောင်မြင်မှုတွေရရှိစေပါတယ်လို့တေတကားဆရာတော်ကြီးကမိန့်တော်မူထားပါတယ်။လောကနီတိများကိုလမ်းညွှန်သင်ကြားပေးခဲ့တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဖွားဘတ်တော်လေးဖြစ်တပ်ပိညုတရွှေဉဏ်တော်ကိုရရှိပြီးဖျားပွင့်တော်မူခဲ့တဲ့အပင်လေးဖြစ်တဲ့အတွက်ဘောဓိရွှေညောင်မင်းကပရိဘောဂစီအဖြစ်ပူဇော်ထိုက်ပါတယ်။ဒါကြောင့်တတနကုံပျက်စီခြင်းရုပ်ကစိုးကိုအယုံကြည်လွန်ကဲခြင်းမျိုးမဟုတ်ပါဘူး။ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပရိဘောဂစီရီတော်မျက်အောက်မှာပူဇော်ပြီးပြုလုပ်တဲ့ကောင်းမှုကုသိုလ်တွေကိုရုပ်ကစိုးဘိုးကြီးကတိုင်တယ်ပြီးအမျှမြတ်တာပေးဝေခြင်းပဲဖြစ်ပါတယ်။ညောင်စေပင်အဋ္ဌံဝင်ခြင်းအပြင်အသက်လည်းရှိကျမ်းမာရေးကိုလည်းအထူးကောင်းမွန်စေပါတယ်ခင်ဗျာ။